လူသက်သမားတွေပဲလာခွင့်ရှိတဲ့လျှို့ဝှက်ဈေးဆိုင်ကြီးပြန်ဖွင့်လှစ်မဲ့အချိန်ရောက်ရှိလို့လာခဲ့ပါပြီ။ပရိသတ်တွေအသေးတရားရနဲ့စောင့်မျှော်နေကြတဲ့ Season 1ရဲ့အလှည့်အပြောင်းတွေအပြီးမှာအခုတော့စိတ်လှုပ်ရှားစရာအကောင်းဆုံးသတင်းစကားတစ်ခုထွက်ပေါ်လာခဲ့ပါပြီ။အဲ့ဒါကတော့ A Shot for Killer Season 2ရဲ့တရားဝင် Official Trailer ပဲဖြစ်ပါတယ်။ဒီဇာတ်ကားနမူနာထဲမှာပုံမရက်ဆက်ကြမ်းကြုတ်လာတဲ့ရန်သူတွေပုံမဆန်းသစ်လာတဲ့လက်နက်ဆန်းတွေနဲ့အတူရှင်တန်ကြံရည်သူဂျီယန်ရဲ့ပုံမရင့်ကျက်တောက်ပြောင်လာတဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုပါမြင်တွေ့ရမှာပါ။ပြီးတော့အားလုံးသိချင်နေကြတဲ့ဦးလေးဖြစ်သူဂျင်မန်ရဲ့ပဟေလီတွေကဘယ်လိုဆက်ဖြစ်မလဲ။သစ္စာဖောက်မှုတွေသွေးထွက်တန်ယိုတိုက်ပွဲတွေနဲ့ Simon website ရဲ့နောက်ွယ်ကလျှို့ဝှက်ချက်အမှန်တရားတွေကဒီ season မှာအရှိန်အဟုန်အပြည့်နဲ့ပေါက်ကွဲထွက်လာတော့မှာပါ။တစ်စက္ကန့်မှမျက်တောင်မခတ်တန်းကြည့်ရမယ်အမိုက်စား action ခန်းတွေကသင်ကိုထိုင်ကုန်ကနေမထချင်အောင်ဆွဲခေါ်သွားပါလိမ့်မယ်။ကဲသွေးဆူစေမဲ့ဒီတနက်တန်တွေဓာတ်ချက်တွေကိုဘယ်တော့ကြည့်ရမလဲ။ A Shot for Killer Season 2ကိုလာမယ့်ဇူလိုင်လမှာစတင်ပြသသွားတော့မှာဖြစ်ပါတယ်။ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ရုပ်ရှင်သတင်းတွေကိုမျက်ခြေမပြတ်ဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့အောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။